AI ကိုအခြေခံကနေဘယ်လိုသုံးမလဲပြောပြထားပါမယ်။ဒီမှာတော့ Google Gemini ကိုသုံးထားရပါတော့။ဖုန်းထဲမှာဆိုရင်လည်း Google Gemini app လေးကိုသွားပြီးတော့ download လုပ်ပေးပါပေါ့နော်။ဒီချက်အဲ့ website ကိုသွားတယ်။သွားပြီးတာနဲ့ပထမဆုံး account ဖွင့်ရမှာမို့လို့ sign in ကိုနှိပ်ပါ။ကိုယ့်ရဲ့ Gmail account ကိုထည့်ပြီးတော့မှ account ဖွင့်လို့ရပါပြီ။ဖွင့်လို့ရတာနဲ့ဆက်စအောင်ဆုံးဒီမှာစာရေးတဲ့နေရာလေးမှာဒီချက်က business management ဆိုတာဘာလဲမြန်မာလိုဖြည့်ပေးပါလို့ပြောတယ်ပေါ့နော်။ဒီမှာမြန်မာလိုရေးရင်လည်းသူကမြန်မာလိုပြန်ပြောပါတယ်။ဒီချက် English လိုရေးထားလို့ပေါ့နော်။ဒါဆိုရင်တော့သူကရှင်းပြပေးတယ်ပေါ့နော်။အဲ့တော့ရှင်းပြတာပြီးရင်ဒီချက်အခုတစ်ခါကျတော့ပုံထုတ်ခိုင်းပါမယ်အဲ့ဒီမှာ create image ဆိုရယ် plus လေးကိုနှိပ်ပြီးရွေးလိုက်ပါပေါ့နော်ရွေးပြီးွားရင်အခုသူရှင်းပြထားတဲ့အကြောင်းအရာကိုimage ပေါ့ဓာတ်ပုံအနေနဲ့ထုတ်ပေးပါဆိုပြီးတခြားပြောလိုက်တယ်ပေါ့နော်ပြောလိုက်လို့ရှိရင်တော့သူကပုံထွက်လာပြီးတော့မှကိုရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာထွက်လာတဲ့အခါပေါ့နော်အဲ့ဒီဓာတ်ပုံကို double click နှိပ်ပြီးတော့တင်ထားလို့ရပါဘူးเนาะကိုယ့်ရဲ့ဖုန်းဒါမှမဟုတ် laptop တော့တင်ထားလို့ရပါတယ်နောက်တစ်ဆင့်အနေနဲ့ဒီ business ကို proposal တစ်ခုရေးပေးပါဒီမှာတော့တခြားစားတောက်ဆိုင်တစ်ခုအတွက်ပေါ့เนาะ proposal ရေးပေးပါဆိုပြီးတော့ဥပမာပေးလိုက်ပါတယ်ပေးပြီးွားလို့ရှိရင်လည်းသူက business proposal ကိုအခုဒီမှာသူနာမည်ပေးပေါ့เนาะ budgeting နေရာအစဒီ customer segment အစအများကြီးပဲပေါ့เนาะသူကရေးပေးရရေးပေးပြီးတော့တခြားဒါကိုဒီမြန်မာလိုရေးပေးပါပေါ့เนาะအဓိကတော့ကိုက information အချက်လက်တွေများများပေးနိုင်တော့ပိုကောင်းတယ်ပေါ့နော်ငါတော့ဘာဖွင့်မယ်ဘလောက်ကုန်မယ်ဘာလဲပြောနေဖို့ကောင်းတခြားဒီမှာတော့ဥပမာအနေနဲ့ပဲမြန်လေးလုပ်ပြပေးတာဖြစ်တဲ့အတွက်မိကုန်းလေးကတော့ရိုးရှင်းနေတဲ့အတွက်သူကလည်းသူထင်တာပြန်ပြောတာပေါ့နော်အဲ့ဒီအချိန်မှာကိုယ့်အချက်လက်တွေကိုမှန်ပေးနိုင်တော့ပိုကောင်းတယ်နောက်တစ်ခုကတော့ canvas ကိုရွေးပါရွေးပြီးွားရင်အဲ့ဒီအခုနင်ငါ့ကိုထုတ်ပေးထားတဲ့ business proposal ကို presentation slide လေးလုပ်ပေးပါဆိုပြီးတော့ချက်ကိုထုတ်ခိုင်းလိုက်ပါမယ်ချုပ်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးအစင်သက်သုံးလို့ရတဲ့ presentation slide လေးထွက်လာပါမယ်ပေါ့နော်ထွက်လာတဲ့အခါကျရင်ဒီမှာသွားကြည့်ပေါ့နော်အဲ့မှာ export ထုတ်လို့ရတယ် export ထုတ်တဲ့အခါကျရင်တော့ဒီမှာ PPTX ထုတ်ပြီးတော့လည်း edit ထပ်လုပ်လို့ရတယ်ပေါ့နော်ဒါကတော့အစင်သက်သုံးလို့ရအောင်လို့ AI ကထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်ဆုံးတစ်ခုကတော့ plus ကိုနှိပ်ပါ upload file ကိုနှိပ်ပါကိုထည့်ခြင်းတဲ့ပုံတစ်ခုကိုထည့်ပြီးတော့ဒီချက်ဒီမှာပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲက laptop ရပုံထည့်ပြီးတော့ဒီပုံကဘယ်ကလဲဘယ်မှာရှိရလဲပေါ့နော်အဲ့လိုမျိုးမိလိုက်လို့ရှင်လဲသူကဖြည့်ပေးပါတယ်ဒါကတော့အခြေခံအနေနဲ့ AI သုံးပုံသုံးနည်းလေးတွေကိုပြပြပြလိုက်တာပဲဖြစ်ပါတယ်